electronic battery ပစ္စည်းတွေကိုပထမဦးဆုံးစပြီးအသုံးပြုတဲ့အခါမှာ charging အပြည့်တွင်ဖို့ဘာကြောင့်လိုအပ်တာလဲမင်္ဂလာပါကျွန်တော်ကတော့ဇစ်ဇက်ကကိုအောင်စရာမှုဖြစ်ပါတယ်ယနေ့ခေတ်မှာပေါ့နော်ကျွန်တော်တို့လူတိုင်းရဲ့အိမ်မှာ electronic battery ပစ္စည်းတွေရှိတယ်ဒီတော့ပထမဦးဆုံးကျွန်တော်တို့ electronic battery ပစ္စည်းတွေကို charging အားအပြည့်တွင်ဖို့ဘာကြောင့်လိုအပ်လဲဆိုတာကိုကျွန်တော်ဒီနေ့အချက်၅ချက်နဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဦးဆုံးအချိန်အားသွင်းခြင်းကိုဆက်ချိန်ညီခြင်းအဖြစ်သတ်မှတ်တယ်battery ရဲ့ capacity ဘယ်လောက်ရှိလဲစသည်ဖြင့်ကိုသူကဖမ်းနိုင်ဖို့အတွက်ပထမဆုံးအချိန်ကိုအားပြည့်အောင်တွင်းဖို့အတွက်လိုအပ်တယ်နံပါတ်2အချက်ကတော့ battery ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုရရှိဖို့ပထမဆုံးစက်ရုံကထုတ်လိုက်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့က battery ကအားနည်းနေတတ်တယ်ဒီတော့သူ့ရဲ့စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ဖို့အတွက်ကိုပေါ့နော်ကျွန်တော်တို့ကအားအပြည့်တွင်းပေးဖို့လိုအပ်ပါတယ်နံပါတ်3အချက်ကတော့ battery ကို activate လုပ်ဖို့တချို့ဘောနော်ဟိုတောင်မှာပစ္စည်းလောင်လာတာဖြစ်ဖြစ်လမ်းခရီးမှာကြာသွားတဲ့အခါဖြစ်ဖြစ်တင်းစီရတာဖြစ်ဖြစ်ကျွန်တော်ဒီတော့ battery ကအားရောနေတာမျိုးဖြစ်တတ်တယ်နောက်ပြီးတော့တစ်ခါကျရင် battery တေနေတာမျိုးဖြစ်တယ်ဒီအခါမှာကျွန်တော်တို့ battery ကိုပြန်နှိုးပေးဖို့အားအပြည့်တွင်ဖို့အတွက်လိုအပ်တယ်နံပါတ်4အချက်ကတော့ကျွန်တော်တို့ရဲ့ electronic ပစ္စည်းရဲ့ user manual မှာပါတာဒီထုတ်လုပ်သူဘက်ကနေပြီးတော့ကျွန်တော်တို့အားအပြည့်တွင်ဖို့အတွက်ညွှန်ပြတာပါတယ်ဒီတော့ battery ရဲ့တက်တန်းနဲ့စွမ်းဆောင်ရည်အတွက်ကိုသူကအကြံပြုတာခြင်းဖြစ်တယ်နံပါတ်5ကတော့ battery ရဲ့တက်တန်းနဲ့ battery ရဲ့ capacity ကိုတက်တန်းပိုရှည်စေတယ်စွမ်းဆောင်ရည်ပိုကောင်းစေတယ်ပထမဆုံးအချိန်အားသွင်းခြင်းဖြင့်ကျွန်တော်တို့ဒီ battery ရဲ့တက်တန်းကိုပိုရှည်စေမယ်နောက်ပြီးတော့ battery ရဲ့ capacity ကိုပို့ပြီးတော့စွမ်းဆောင်ရည်မြင့်စေလိမ့်မယ်ခင်ဗျဒီတော့ကျေးဇူးတင်ပါတယ်ခင်ဗျနောက်လည်းကျွန်တော်လူကြီးမင်းတို့ကိုအကောင်းဆုံးလမ်းညွှန်ချက်လေးပေးမှဖြစ်လို့ကျွန်တော်ရဲ့ TikTok account လေးကိုလည်း follow လုပ်ထားခဲ့ပါခင်ဗျ